ဒီနေ့မှာတော့ TikTok ပေါ်မှာမှားလေးမှားတာရှိတဲ့ beginner mistake လေးတွေကိုပြပြပေးမှာဖြစ်ပါတယ်။မင်္ဂလာပါ DJ ကွန်ရဲ့ founder ကိုစရာတွေ့ပါ။ဆက်ကြည့်လိုက်အောင်။ Poor lighting မကောင်းရင် video quality လည်းကောင်းမှာမဟုတ်လို့ video ရိုက်တဲ့အခါမှာ lighting ကိုလည်းအထူး cue စိုက်ဖို့လိုပါတယ်။ Poor video quality ဒါတော့အဆိုးဆုံးပါပဲ။ကြည်လင်ပြတ်သားမှုမရှိဘဲနဲ့မှုန်တိမှုန်ဝါဖြစ်နေတဲ့ video တွေကိုဘယ်သူမှစိတ်ဝင်စားမှာမဟုတ်ပါဘူး။ Ignoring trend လက်ရှိ TikTok မှာဖြစ်နေတဲ့ trend တွေကိုမသိခြင်း trend လောက်မလိုက်ခြင်း trend ကိုသိပေမဲ့ကိုယ့်ရဲ့ brand နဲ့ကိုက်ညီမှုမရှိတဲ့ trend တွေကိုတင်ခြင်း lack of consistency ဗီဒီယိုတွေကိုပုံမှန်တင်လေးမရှိဘဲနဲ့ကိုယ်စိတ်ကူးပေါက်မှထထတင်ခြင်း overlay long video ကိုပြောမဲ့အကြောင်းအရာ content ဆိုထိထိမိမိမပြောဘဲနဲ့ဝေ့ပြီးအရစ်ရှည်နေခြင်း no caption and hashtag ကိုတင်လိုက်တဲ့ TikTok ဗီဒီယိုမှာ caption မထည့်ခြင်း hashtag မသုံးခြင်း caption တွေ hashtag တွေထည့်ပေးမဲ့လည်းတေချာကြကြနနရေးတာမဟုတ်ဘဲနဲ့စိတ်ထဲရှိတာတွေရှောက်ရေးခြင်း not engaging with audience ကိုဗီဒီယိုကြည့်နေတဲ့လူတွေကိုအဖတ်မလုပ်ခြင်း comment တွေအပီမပြန်ခြင်း failing to analyze performance ကိုတင်လိုက်တဲ့ TikTok ဗီဒီယိုတွေရဲ့ data တွေကိုမကြည့်ရှုခြင်းမသုံးသပ်ခြင်း future content strategy ကိုအဖတ်မလုပ်ခြင်းခုတက်ခဲ့တာတွေကတော့ TikTok ပေါ်မှာမှားလေးမှားတာရှိတဲ့ beginner mistake တွေပဲဖြစ်ပါတယ်အဲ့တော့လူကြီးမင်းတို့အနေနဲ့ရောကျွန်တော်တက်ခဲ့တဲ့အထက်ကဘယ်လိုမှားလေးတွေကိုမသိလိုက်မသိပါတာနဲ့လုံးမိနေလဲဆိုတာ comment မှာတစ်ချက်ရေးခဲ့ပြပါအောင်နော်ဒါကိုလည်း TikTok marketing နဲ့ပတ်သက်ပြီးတော့အခုလိုအကျိုးရှိတဲ့အကြောင်းအရာလေးတွေအမြဲတမ်းဆက်ပေးမှာမို့လို့ကျွန်တော် DJ ကွန်ကို like and follow လေးလုပ်ပေးခဲ့ပါအောင်ဗျဆုံးဖြတ်ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်နော်